အမျိုးသမီးဟာအယုတ်ကိုအမဲရောင်ရည်တွေထဲမှာနှစ်စိမ့်လိုက်ပါတယ်သူမဟာအယုတ်ရဲ့အတွင်းရောအပြင်မှာဆိုရွှဲသွားအောင်ဆင်ခဲ့တာပါအဲ့ဒီနောက်အယုတ်ပေါ်မှာသူမရဲ့မွေးနာမည်နဲ့မွေးသက်ကရက်ကိုရေးသားခဲ့ပြီးအယုတ်နဲ့အတူသူမရဲ့သွေးနဲ့ဂတိကဝတ်စာချုပ်တစ်ခုချုပ်ဆိုခဲ့ပါတယ်အမျိုးသမီးဟာအမျိုးသားတစ်ယောက်ရဲ့တပ်ပုံကိုအယုတ်ပေါ်မှာကတ်လိုက်ပြီးအယုတ်ကိုအစိတ်တင်စေမဲ့ကျင်းစာတစ်ခုတိုက်လိုက်ပါတယ်နောက်တစ်နေ့မှာတော့တပ်ပုံထဲကအမျိုးသားဟာရေချိုးကန်ထဲမှာတင်တေဆုံးသွားခဲ့ပါတယ်ဒုတိယနဲ့တတိယမြောက်တပ်ပုံတွေကိုအယုတ်ပေါ်ထပ်တင်လိုက်တဲ့အခါမှာလည်းကျန်တဲ့အမျိုးသားနှစ်ယောက်ဟာရေချိုးကန်ထဲမှာပဲအသက်ပြောက်ခဲ့ကြပြန်ပါတယ်ဒါပေမဲ့ဒီအမျိုးသမီးကသူမရဲ့ဘဝဟာပုံမှန်အတိုင်းပြန်ဖြစ်သွားတော့မယ်လို့ထင်နေချိန်မှာပဲအယုတ်ရဲ့ဘေးထွက်ဆိုးကျိုးတွေစတင်ပြသလာပါတော့တယ်ပထမဆုံးအနေနဲ့သူမထမင်းဟင်းချက်နေတော့အယုတ်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်နေရံပေါ်ကနာယီကပါသူမကိုစိုက်ကြည့်နေတယ်လို့ခံစားရပြီးပတ်ဝန်းကျင်ကမျက်လုံးအလုံးဟာသူမစီမှာပဲရှိနေခဲ့ပါတယ်ဒါဟာစိတ်ချောက်ချတာ hallucination လို့ပဲသူမထင်တာကြောင့်ဘာမှမတွေ့ပဲအိယာပေါ်မှာလဲနေလိုက်ပါတယ်ဒါပေမဲ့သူမဟာအယုတ်တွေအပြည့်ရှိတဲ့အခန်းတစ်ခန်းကိုတွေ့ရှိသွားပြီးအဲ့ဒီအယုတ်တွေကသူမကိုစတင်ထိန်းချုပ်လာပါတော့တယ်အဲ့ဒီအချိန်ကျမှအယုတ်ဟာသူမရဲ့ခြေရင်းမှာထိုင်နေတာကိုသတိထားမိလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲအယုတ်ရဲ့အရေးဟာတဖြည်းဖြည်းကြီးမားလာပြီးအယုတ်ကအပေါ်ကနေခုန်ချလာပါတယ်အဲ့ဒီအယုတ်ဟာအလောင်းကောင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူမစီကိုတရွတ်တိုက်သွားလာပါတော့တယ်ရုတ်တရက်ဆိုသလိုဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ပေမဲ့သူမရဲ့လက်တွေမှာတော့သွေးတွေလိုမျိုးဆုံးထင်နေခဲ့ပါတယ်အကြောင်းရင်းကိုသိရှိနိုင်ဖို့အတွက်သူမဟာအမှန်တရားကိုစတင်ရှာဖွေပါတော့တယ်